မင်္ဂလာပါမျိုးတို့ရေကျွန်တော်ကိဗန်ရွှေတို့ပါကဲဒီနေ့တော့ရန်ကိုမင်္ဂလာရှိသွားပါတယ်နော်ကျွန်တော်အားကိုနေကြတဲ့အမျိုးတွေအားလုံးကိုရှုံးနေရကနေပြီးတော့တချို့တွေလည်းမရှုံးတော့ဖြစ်သွားတယ်ပေါ့နော်တချို့တွေလည်းအမျက်ရအောင်လို့ကျွန်တော်ဒုတ်ပြီးလိုက်နိုင်ပါတယ်ဗျာနော်ကျွန်တော်ရက်ကုန်ဝမ်းသာပါတယ်စုမကောင်းတောင်းပေးကြတဲ့အမျိုးတယောက်ချင်းစီကိုလည်းကျွန်တော်ထူးပဲကျေးဇူးတင်ပါတယ်ဗျညက YouTube အမျိုးတွေအတွက်လည်းကျွန်တော်351ကီအမာလို့ကျွန်တော်ပြောခဲ့ပါတယ်နော်351ကီမှာကမနေ့ပိုင်းပါ90လို့ထွက်ပြီးသွားတဲ့အတွက်YouTube ကအမျိုးတွေလည်းရတဲ့လူရှိချင်းရှိမှာပါနော်နောက်ပြီးတော့ကျွန်တော်ပြောခဲ့တယ်လी126ဟုတ်အခွေကထွက်ကူထွက်မှာပါလို့ကျွန်တော်ပြောခဲ့တယ်နော်ပြောခဲ့တဲ့အတိုင်းပဲညနေဘက်မှာ16လို့ထွက်လာခဲ့ပါတယ်နော်ကဲ YouTube အမျိုးတွေရလာကြသေးလားကျွန်တော် comment မှာပြောခဲ့ပြီးကြပါဦးဗျဘယ်ဘက်တီဗီအမျိုးတွေကတော့မနေ့ပိုင်း main ခွဲညနေပိုင်း main ခွဲပေးလိုက်နိုင်ပါတယ်ဗျမနေ့တိုင်း main ခွဲမှာလည်းရလို့ပြောကြတယ်လို့ညနေပိုင်း main ခွဲမှာလည်းရလို့အသီးသီးပြောကြပါတယ်ဗျသူတို့တီတီစီပြောရကျွန်တော်ကူးဆက်ပါတယ်ကနော်ဘိုင်ဘာ channel ကအမျိုးတွေကတော့ရှိတဲ့လူဦးရေနဲ့စာရင်တော့အတန်ကလဲနေပါသေးရဲ့ဗျာနော်ကြားတဲ့အတန်ကအစင်ပြေတယ်ဆိုတဲ့အတန်ကကြားတာမင်းရှိတဲ့လူဦးရေနဲ့စာရင်လဲနေပါသေးတယ်ဗျာ Telegram ကအမျိုးတွေကတော့ဗျာညင်ကြတာကောင်းနေလိုက်ကြတာကတော့ကျွန်တော်နေ့လေနေခင်းကအဘူးထက်ပေးတယ်ဗျာသူတို့တွေငိမ့်နေလို့မလို့ညင်ကြတာကောင်းနေတော့အဲ့လိုကျွန်တော်ဘူးထက်ပေးတာကိုပဲမနေ့ကလေညနေစောသားပေါ့ဘူးမပေါ်ကြပါဘူးဗျာညနေမှာလည်းပဲ main ခွဲပဲအတူတူပဲပြီးတာပါပဲဗျညနေလည်း main ခွဲပဲမတက်လည်း main ခွဲပဲမိတာပါဗျညနေလည်းပေါက်တယ်တယောက်စီရပဲအတန်ကြားပါတယ်နော် Telegram ကအမျိုးတွေကတော့မပေါက်လို့ပဲလားပြောရမှာပဲဘလူပြောဘလူဖြစ်လို့ပဲလို့တော့မသိဘူးပေါ့နော်ကြားတဲ့အတန်ကတော့နေနေပါတယ်ဗျရှိတဲ့လူနဲ့ဆိုင်အတန်နေနေပါသေးတယ်ကျွန်တော်မျိုးစီကငွေကြီးတစ်ချက်မှယူမထားပါဘူးဗျကျွန်တော်ကီတီနဲ့ပြောနေရတဲ့ဘောမိုးပေါက်တဲ့အတန်လေးတွေတော့ကျွန်တော်ကြားချင်မိတာအမှန်ပါဗျကိုမလီဟီရာလောက်တော့လုတ်ပြီးကြဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကျတော့ VVIP ကတ်တွေကလည်းပေးနေတာအကုန်အောင်ပါတယ်နော်အကုန်အောင်ပါတယ်အကုန်အောင်တယ်လို့ပြောအောင်အကုန်အောင်ပါတယ်ဗျတကက်ကလေးပဲကြက်ပါတယ်အဲ့တကက်ကတနင်္လာနေ့ထွက်ဖို့လားများပါတယ်ဗျထွက်မှာပါကျွန်တော်ပေးတဲ့ကတ်တွေကသူ့မှာပါတဲ့ဒိတ်ဒီတိုင်းထွက်ကိုတည်တာပေါ့ထွက်ပါတယ်ဗျအခုကျွန်တော်ဒီမှာ VVIP ကတ်လုံးမျိုးအရန်ကောင်းတဲ့နေ့တိုက်ကရထားပါရနီးတိုက်ကကျွန်တော်ထုတ်ပြီးသွားမှာပါဗျနီးတိုက်ကကို VVIP ကတ်လို့မျိုးအရန်ကိုပဲမှန်တဲ့ကတ်ဒီကျွန်တော်တရက်ကူတကတ်ထုတ်ပြီးသွားမှာဖြစ်ပါတယ်ဗျအဲ့ဒီကတ်ဒီကလေတစ်ပတ်ကို3ရက်အနည်းလောက်မှန်ပါတယ်ဗျမိန်းတွေကလည်းမိမှာပါဗျဒီနေ့မနေ့ဆိုရင်ကျွန်တော်9-3ညပတ်တီးနဲ့မိန်း95နဲ့နှစ်ကွက်ထဲပဲထုတ်ပြီးလိုက်တာပါဗျအဲ့ကတ်ထဲကနေပြောအဲ့လိုမျိုးကတ်ဒီနောက်တစ်ပတ်မှာကျွန်တော်တရက်ကူတကတ်နှုံးထုတ်ပြီးသွားပါမယ်ဗျအဲ့ကဒီမှာပါတဲ့ပတ်တီးကလည်းပဲ90ရာခိုင်နှုန်းတိကျပေါင်းမှန်တယ်ဗျဒီနေ့ဆိုရင်9ပတ်3ညပတ်လို့ရေးပေးလိုက်တာ50လို့ထွက်သွားတာပါနော်အဲ့ကဒီမှာပါတဲ့ပတ်တီးကလည်း90ရာခိုင်နှုန်းလောက်ကိုမှန်တယ်လို့ပြောလို့ရပါတယ်ဗျကဲဒီတစ်ပတ်မှာကျွန်တော်စီကခဏလဲမရလိုက်လို့ရှုံးထားရည်ရှုံးနေသေးတယ်ဆိုတဲ့အမျိုးတွေရှိရင်ကျွန်တော်ရဲ့ Viber number 3998835093မှာလာပြီးဟိုင်းထားကြပါကျွန်တော်တက်စွမ်းနေမြတက်နိုင်နေမြပြန်ပြီးတော့ပြန်ယူပေးသွားပါမယ်ကယ်ပေးသွားမှာပဲဖြစ်ပါတယ်လာပြီးတော့ဟိုင်းထားကြပါဗျကျွန်တော်အမျိုးတွေအားလုံးဝေကျင်းစင်တီဒီပျော်ရွှင်တဲ့ဘဝကိုပိုင်းဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကီဗန်ရွှေတို့ချူမုံကောင်းတောင်းပေးလိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ